ဖုန်းအဟောင်းလေးကလုပ်ငန်းစတော့ပုံလေးတွေ့ခဲ့တော့အဲ့ရဲ့အချိန်တွေကိုပြန်ပြီးတော့တတိရတယ်အဲ့တော့ဘယ်လိုဖုန်းကောင်းလေးနဲ့ဗီဒီယိုတွေပုံတွေရိုက်နိုင်ဖို့နေနေတတာထည့်ခင်းရိုက်မဲ့နောက်ခံ background ကိုတောင်စေးမတုံနိုင်လို့ထုံးတုတ်ခဲ့ရတဲ့ဘဝကနေစခဲ့တာပါအဲ့တော့ငွေလေး2သိန်းနဲ့စခဲ့တာဆိုတာလွန်ခဲ့တဲ့9နှစ်လောက်ကတည်းကစခဲ့တာဖြစ်ပါတယ်အဲ့တော့တော်တော်များပြောကြတယ်ပြည်စုံမှာစမယ်ဆိုရင်ဘယ်တော့မှစဖြစ်မှာမဟုတ်ဘူးဆိုတာအဲ့ဒါတကယ်ပါအခုခေတ်လူငယ်တွေကိုပြောချင်တာကဒီဗီဒီယိုမြင်တာနဲ့ကိုစချင်တဲ့လုပ်ငန်းတစ်ခုကိုစလိုက်ပါလို့ချမ်းပြောချင်ပါတယ်အခုချိန်မှာနောက်ထပ်ဆိုင်ခွက်တစ်ခါထပ်ဖွင့်မှာဆိုလဲချမ်းဒီဖွင့်နိုင်ပြီဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ချမ်းလုပ်ငန်းဒီ all the business ပေါ်မှာရှိနေပြီးတော့ system ကိုတည်ဆောက်ထားတဲ့လုပ်ငန်းဖြစ်တာဖြစ်တဲ့အတွက်ချမ်းဒီဖွင့်နိုင်စေဖြစ်ပါတယ်အဲ့တော့ဆိုင်ဖွင့်တဲ့အခါမှာလည်းအောင်မြင်စွာဖွင့်နိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အတွေ့အကြုံရှိလို့ပဲဖြစ်ပါတယ်အဲ့တော့ချမ်းရဲ့အတွေ့အကြုံတွေကိုသိရှိနားလည်မယ်ဆိုရင်တော့မမတို့ရဲ့လုပ်ငန်းဒီရှေ့ရောက်မှာဖြစ်ပါတယ်အဲ့တော့မမတို့လုပ်ငန်းတွေရှေ့ရောက်ချင်တယ်ဆိုရင်ချမ်းစီမှာလေးလာစီကနေရာလေးတစ်နေရာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ချမ်းရဲ့အတွေ့အကြုံတွေ sharing လုပ်ပေးတဲ့တင်တန်းလေးပဲဖြစ်ပါတယ်အခုဆိုရင်တင်တန်းလေးက batch 3ရှိနေပါပြီအဲ့တော့ batch 3မှာဆိုရင်အယောက်20ပဲလက်ခံပါမယ်တင်တန်းကို marketing လုပ်တဲ့ video တိုင်းမှာ review လေးတွေကြည့်လို့ရပါတယ်အခက်ခဲကြားမှာစပါအခွင့်အရေးတွေအများကြီးမြင်ပြီးတော့နေရာတစ်ခုကိုရောက်ပြီဆိုရင်စနစ်နဲ့စနိုင်တယ်ဆိုရင်ကိုယ့်လုပ်ငန်းဒီ company တစ်ခုလိုလည်းပတ်လို့ရမှာလို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတက်တာပါ